hello ဒီနေ့မှာလိုက်တယ်မေးမှာလိုက်တဲ့ဒီ box ပေါ့နော်ဒါဒီကဟိုထဲမှာအဲဆိုတော့တဒန်မလေးလေ collagen တို့ကဒီထဲမှာဆိုလို့ရှိရင်ဟိုအထုပ်10တုပ်ပါမယ်10တုပ်ပါမယ်ဆိုတော့တနေ့ကိုဒီမှာသူ့ရဲ့ဟိုအညွှန်းလေးရေးထားတယ်နော်မြန်မာလိုပါတယ်ရှင်အညွှန်းရေးထားတယ်ဒီမှာသူကတစ်ထုပ်မှာတပူးမှာ10တုပ်ပါတယ်ပြီးတော့ collagen အမှုန့်ဒီကသူ့ရဲ့တောက်300အချိန်ရတယ်တော့မနက်စာမစားခင်ဗိုက်ထဲမှာအစာမရှိတဲ့အချိန်တောက်လို့ရတယ်ပြီးတော့အစာစားပြီးလို့ရှိရင်တနားရီ2နာရီချတောက်လို့ရတယ်တောက်တဲ့အခါမှာလေဟိုရေခဲရေအေးနဲ့တောက်ပါမယ်နော်ရေ2လီတာနဲ့ဖြော်ပြီးတော့တောက်ရပါမယ်ဆိုလို့ရှိရင်တော့ skin လေးတွေ glow လာမှာပဲဖြစ်တယ်သူကဒီမျက်နှာပေါ်ကဝက်ချံမှဲ့ဆက်ဒီကိုဖြည်းဖြည်းနဲ့တိတာသွားလိမ့်မယ်နော်ဒါလေးဖြည်းဖြည်းနဲ့ glow လာလိမ့်မယ် collagen plus angel secret လို့ခေါ်တယ်ညတော့မနေ့ဖြန်ကြမှာစားတော့မှာမလို့နောက်နေ့ကြတော့မှာ review လေးတွေထပ်ပြီးတော့တင်ပေးအောင်မယ်နော်ညတော့မှာလာတော့လာတာပေါ့နော်ခဏလေးရတရက်လောက်ပဲစောင်းပါတယ်မှာပဲမေကိုတိုင်း3ကြည့်ပြီးမှပဲ review လေးကောင်းတော့မှာပဲချင်းအောင်ထဲမှာထည့်ပေးလိုက်မယ်နော်ချင်းအောင်ထဲမှာတဲလေးတို့ဝယ်လို့ရအောင်လို့ကဲပါပြီးတော့နောက်တစ်ချက်က collagen တောက်ပြီးလို့ရှိရင်ရေများများတောက်ရပါမယ်ရေများများဆိုတာတနေ့ကို3ရက်တောက်ပြီးရ collagen တောက်ပြီးတာ ਨੇ ရေကိုအနည်းဆုံး2လီတာလောက်တောက်ပေးရမယ်ပြီးတော့ခုနကပြောရတဲ့အချက်ပထမအဆုံးအချက်ကဆိုလို့ရှိရင်မနက်ပိုင်းဘာမှဗိုက်ထဲမှာဘာမှမရှိသေးခင်မှာရေအေးနဲ့ရေခဲရေနဲ့ဖြော်ပြီးတော့တောက်ရပါမယ်ပြီးတော့နောက်ဒုတိယချက်ဆိုလို့ရှိရင်ထမင်းစားပြီးလို့ရှိရင်လည်းဒီအထုပ်လေးကိုနောက်ထပ်1နာရီ2နာရီခြားရေခဲရေနဲ့ဖြော်ပြီးတော့တောက်နိုင်ပါတယ်ပြီးတော့တောက်ပြီးလို့ရှိရင်လည်းတောက်ပြီးလို့ရှိရင်လည်းရေခဲရေနဲ့ဖြော်ရပါဖြစ်ပါတယ်ရှင်နော်ဒီမှာ secret collagen plus မေကတော့မနှက်ဖြန်ကြားလောက်မှစပြီးတောက်မှာဆိုတော့တောက်ပြီးတော့မှပဲတပတ်ကြာမှ review လေးပြောပြပါမယ်โอเคနော်